Hello အားလုံးပဲမင်္ဂလာပါ Random Food Page ကရွှေဖူးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ရွှေဖူးကလူကြိုက်အများဆုံးဖြစ်တဲ့ My Air ရဲ့ hair oil လေးနှစ်ခုအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ brand လေးရဲ့အတန်တော့ပေါ့နော်ဒီ brand owner ဆိုလို့ရှိရင်ရွှေဖူးဆိုလို့ရှိရင်လည်းရင်တော့မီလီတို့အဲ့လိုမျိုးအမျိုးမျိုးထွက်ကြရပေါ့နော်တကယ်ကြတော့ pronunciation အမှန်က My Air ဖြစ်ပါတယ်သူကသူ့သမီးလေးနှစ်ယောက်ရဲ့နာမည်ကိုဒါ middle name လေးတွေယူပြီးတော့ပေးထားတာပေါ့နော် My Air ဖြစ်ပါတယ်ပထမဆုံးထားထွက်တဲ့ Rosemary Mint ဒီ hair oil အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီ hair oil လေးရဆိုလို့ရှိရင်ဒါပထမဆုံးထွက်တဲ့လူကြိုက်အများဆုံးအခုထိလည်းလူကြိုက်အများဆုံးပေါ့နော် Rosemary Mint ရဲ့သဘောကတော့ဒါဒီဥကောင်းကိုသူကဥယျာဉ်ပြားကို detox လုပ်ပေးရပြီးတော့လို့ရှိရင်လုံးဝ clarify လုပ်ပေးရပေါ့နော်အဲ့တော့ဥယျာဉ်ပြားမှာအဓိကအဖြစ်များကတော့ဘောက်ထားတာပေါ့နော်ဘောက်ထားတာတွေကိုအဓိကသက်သာရပြီးသွားရင် hair loss အတွက်အရန်ကောင်းနေhair loss အတွက်ဆိုလို့ရှိရင်သူကhair loss ကကြောင့်လုံးဝသပင်ကျွတ်သွားတယ်ဒါပေမဲ့ပြန်ပြီးတော့ तू ကထွက်မလာဘူးတခါကြလို့ရှိရင်ကိုယ်သပင်မှာလူမျိုးကွက်ကြားလေးအပ်ပြီးတော့ကွက်ကြားဖြစ်ပြီးတော့သပင်ကပြန်ပြီးတော့မပေါက်တာမျိုးတွေရှိရပေါ့နော်အဲ့ဒီအတွက်ပြန်ပြီးတော့အားဖြစ်ပြီးအနေနဲ့သုံးတာပါသပင်ကကျွတ်သွားတယ်ဒါပေမဲ့ပြန်မပေါက်တဲ့သူတွေအတွက်အဓိကထားပြီးတော့ဒါအားဖြစ်ပေးရမယ့်အနေနဲ့သုံးရတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကိုကဒီလိုမျိုးဥယျာဉ်ပြပြဿနာရှိရဆိုလို့ရှိရင်တော့ရွှေဖူးကဒီအစိမ်းရောင်ဒီဟာလေးကို recommend လုပ်ပါတယ်ရွှေဖူးကနောက်တစ်ခုအနေနဲ့နောက်ဆုံးထွက်ထားတဲ့ဒီ CMOS hair oil လေးအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ဒီဘူးလေးဆိုလို့ရှိရင်ဒါရွှေဖူးရဲ့လုံးဝ favorite ဘူးလေးပေါ့နော်အနံလေးကလည်းမှုရယ်သူကဘလို့စံသားတွေတုံးရမလဲဆိုလို့ရှိရင်ကိုက hair shedding ဖြစ်တဲ့သူဆိုလို့ရှိရင်ပေါ့ hair shedding ရဲ့သဘောကကြတော့ဒါလုံးဝကိုယ့်ရဲ့စံသားမှာပေါ့နော် normal process လို့ပြောလို့ရတယ်ကိုယ့်ရဲ့စံသားကတနေ့ကို90ကနေအချောင်း100ကြားထိတာကျွတ်တာကပုံမှန်ပဲပေါ့နော်ကျွတ်တယ်ဒါပေမဲ့ပြန်ပြီးတော့ပေါက်တယ်ပေါ့အဟောင်းတွေကျွတ်သွားတယ်အသစ်ပြန်ပေါက်တယ်ဒါပေမဲ့ तू က hair loss နဲ့မတူ hair loss ကလုံးဝမပေါက်ဘူးဒါကကြတော့သပင်ကပြန်အမြဲတော့ကျွတ်နေတယ်ဒါပေမဲ့သပင်တော့ပြန်ပေါက်တယ်အဲ့လိုလူတွေအတွက်သပင်ကျွတ်တာရော့သွားအောင်ဒါ nourish လုပ်ပေးရဲဒါ hydration နဲ့ nourish လုပ်ပေးရဲCMOS နဲ့လုပ်ထားတဲ့ hair oil လေးပေါ့နော် तू ကဒီလိုမျိုး CMOS နဲ့လုပ်ထားတာပင်လေရင်းညစ်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့် hydration နဲ့ nourishing ကိုကိုယ့်ရဲ့ဥယျာဉ်ပြောင်းအဓိကလုပ်ပေးရဖြစ်တယ်ပေါ့အဲ့တော့ကိုကသပင်တော့ကျွတ်ပါရဲ့ဒါပေမဲ့သပင်ကတော့ပြန်ပေါက်တယ်ဖရိုလိုမျိုးเนาะသပင်ကတော့အရန်ကျွတ်တယ်သပင်ကတော့ပြန်ပေါက်တယ်ဒါပေမဲ့သပင်ကျွတ်တာလေးကိုထိမ့်သိမ့်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီဟာလေးကိုရွှေဖူးက recommend လုပ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စံသားပေါ်မူတည်ပြီးတော့ My Air ရဲ့ဒီ hair oil လေးနှစ်ခုတွေကဘယ်ဟာကိုသုံးရမလဲဆိုလို့ရှိရင်တော့တည်သွားလောက်ပြီလို့ထင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်เนาะကျေးဇူးအများကြီးတင်ပါတယ်